ရန်ကုန်စက်ရုံတစ်ခုလုံးကိုနာနာဘဝတရေဝိညာဉ်တွေဝင်ပူးတဲ့ဖြစ်စဉ်ဖြစ်ပွားအခုရပိုင်းအတွင်းမှာရန်ကုန်မြို့ကနာမည်ကြီးအထည်ချုပ်စက်ရုံတစ်ခုမှာအလုပ်သမားတွေကိုနာနာဘဝဝိညာဉ်တွေအစုလိုက်အပြုံလိုက်ဝင်ပူးတဲ့ဖြစ်စဉ်ကြီးတစ်ခုတုံလုံး6ချပွဲရဖြစ်ပွားခဲ့ပါတယ်။စိတ်ကူးရင်တရေရုပ်ရှင်တွေထဲမှာပဲမြင်ဘူးမဲ့မြင်ကွင်းမျိုးကိုလက်တွေ့ကြုံလိုက်ရတဲ့အလုပ်သမားတွေအတွက်တော့တကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုပါပဲ။ဖြစ်စဉ်ကတော့ပုံမှန်အလုပ်လုပ်နေကြတဲ့စက်ရုံရဲ့အလုပ်ချိန်အတွင်းမှာရုတ်တရက်ဆိုသလိုစတင်ခဲ့တာပါ။ဆက်ချုပ်နေတဲ့မိန်းကလေးဝန်ထမ်းတစ်ယောက်ကရုတ်တရက်သတိလစ်မေးလဲသွားရာကနေချက်ချင်းဆိုသလိုပြန်ထလာပြီးအသေးခိုင်မတက်အော်ဟစ်တောင်းချမ်းမှာတော့တယ်ပို့ပြီးတော့ကြောက်စရာကောင်းတာကအဲ့ဒီတယောက်တည်းတင်မဟုတ်ဘဲနဲ့တယောက်ပြီးတယောက်ကူးဆက်သွားတယ်လို့မျိုးဘေးနာကတခြားမိန်းကလေးဝန်ထမ်းတွေပါအစုလိုက်အပြုံလိုက်တရေဝင်ပူးတာကိုခံလိုက်ရပါတယ်ဝင်ပူးခံရတဲ့မိန်းကလေးတွေရဲ့မျက်လုံးတွေကအပြင်ကိုပြူးထွက်မတက်ဖြစ်နေပြီးသွေးကြောတွေထောင်ထားကတာမန်မိန်းကလေးတယောက်မှလုံးဝမရှိနိုင်တဲ့ခွန်အားတွေနဲ့ရုန်းကန်တောင်းချမ်းနေကြတဲ့ပုံစံကမြင်ရတဲ့သူတိုင်းကိုကြောက်တူးတုန်သွားစေခဲ့ပါတယ်တချို့တွေဆိုရင်ခန္ဓာကိုယ်တွေကွေးကောက်နေပြီးထွက်ပေါ်လာတဲ့အတန်တွေကလည်းပုံမှန်သူတို့ရဲ့မိန်းကလေးအတန်တွေမဟုတ်တော့ဘဲနဲ့အော်ရှက်ရှက်ယောက်ျားကြီးအတန်တွေလူအိုကြီးအတန်တွေနဲ့အတန်ကွဲကွဲငိုကြွေးတန်တွေဖြစ်နေပါတယ်စက်ရုံတစ်ခုလုံးကအချိန်တို့အတွင်းမှာပဲဆူညံသွားခဲ့ပြီးကျန်တဲ့ဝန်ထမ်းတွေလည်းကြောက်လန့်တကြားနဲ့ပြေးလွှားပုံရှောင်ရတဲ့အထိအချိန်တွေကအဆိုးရွားသွားခဲ့ပါတယ်အဲ့ဒီအချိန်စက်ရုံအတွင်းကလေတူးကလည်းရုတ်တရက်အေးဆက်သွားပြီးကြောချမ်းစရာအငွေသက်တွေဖုံးလွှမ်းသွားတယ်လို့ကိုတွေ့ကြုံရတဲ့သူတွေကဆိုကြပါတယ်မြန်မာတို့ရဲ့ရိုးရာအယူအဆတွေလောကီပညာရပ်တွေအရဒီလိုမျိုးတရေဝင်ပူးတဲ့နာနာဘာဝတွေဒုက္ခပေးတယ်ဆိုတာကအကြောင်းမဲ့တသက်တော့မဟုတ်ပါဘူးအဓိကကတော့ဆုံးပါပြီးရဲ့နောက်ထပ်ဘုံဘဝကိုမကူးနိုင်မင်းနဲ့တန်ရုံးစင်တွေနဲ့အညိုတကြီးကြံရင်းနေတဲ့မကြွမလွတ်တဲ့အစိမ့်တရေဝိညာဉ်တွေကြောင့်ဖြစ်တတ်ပါတယ်ဒီလိုနာနာဘာဝတွေကလူတွေစီကနေတဆင့်အစာတောင်းကျင်တာသူတို့အတွက်ကုသိုလ်အမြတောင်းကျင်တာမျိုးတွေရှိတတ်တယ်လို့တခါတလေမှသူတို့ရဲ့နေရာကိုလာရောက်နှောက်ယှက်တယ်လို့ထင်ပြီးလူတွေကိုဒုက္ခပေးတတ်ကြပါတယ်အခုလိုစက်ယုံကြီးမှာဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုနောက်ကျောင်းပြန်လေ့လာကြည့်မယ်ဆိုရင်အများစုသုံးသပ်ကြတာကတော့စက်ယုံတိဆောက်ထားတဲ့မြေနေရာကအရင်တုန်းကတင်ကြိုင်ဟောင်းမြေနေရာဖြစ်ခဲ့တာမျိုးဖြစ်နိုင်ခြင်းအများများပါတယ်။မြေကြီးရဲ့အောက်မှာနားခိုနေတဲ့ဝိညာဉ်တွေကိုတေချာမနှင်ထုတ်ပဲကုသိုလ်မပြုဘဲနဲ့အဆောက်အဦဆောက်လုပ်လိုက်တဲ့အခါမှာအခုလိုပြဿနာတွေပေါ်လာတတ်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြင်းတစ်ခုကတော့အရင်ကဒီစက်ယုံမှာလှုပ်လှုပ်ရင်းနဲ့မတော်တဆထိခိုက်ဆုံးပါခဲ့ရတဲ့သူတွေသွေးထွက်တန်ယိုဖြစ်ခဲ့ရတဲ့သူတွေရဲ့ဝိညာဉ်တွေကမကျွတ်မလွတ်ဘဲနဲ့အဲ့ဒီနေရာမှာပဲဆက်လက်ပြီးဆွဲကပ်နေရမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီဝိညာဉ်တွေအကြောင်းမျိုးမျိုးကြောင့်ဒေါသထွက်လာတဲ့အခါမှာဒါမှမဟုတ်သူတို့လိုချင်တာကိုအတင်းအကျပ်တောင်းဆိုတဲ့အခါမှာအခုလိုမျိုးစိတ်အားငယ်တတ်တဲ့လိပ်ပြငယ်တဲ့မိန်းကလေးတွေကိုအပိုင်စီးပြီးဝင်ပူးကြတာဖြစ်ပါတယ်။ဒီလိုကြောင့်မဖွယ်ရအခြေအနေကြီးကိုထိန်းချုပ်ဖို့အတွက်စက်ရုံတာဝန်ရှိသူတွေနဲ့ကျန်တဲ့ဝန်ထမ်းယောက်ျားလေးတွေဝိုင်းဖမ်းတာတောင်မှမရတဲ့အဆုံးမှာတော့ဒီစက်ရုံဖုံးတော်ကြီးကျောင်းတွေကဆရာတော်တန်ဃာတော်တွေကိုအရေးပေါ်ပင်ဖိတ်ခဲ့ရပါတယ်။ဖုံကြီးတွေရောက်လာပြီးမြစ်တာတုပ်ပရေတရားတော်တွေရွတ်ဖတ်တဲ့ဆဲပြီးမှရွှေမန်းတွေနဲ့ပတ်ဖြန်းပြီးကုသိုလ်အမြပေးဝေမှပဲဝင်ပူးနေတဲ့ဝိညာဉ်တွေအတန်ငယ်ငြိမ်ကျသွားပြီးတောင်းချမ်းနေတဲ့မိန်းကလေးတွေလည်းမောပန်းနွမ်းနေစွာနဲ့တတိပြန်လေးလာခဲ့ကြပါတယ်။ဒါကြောင့်မှစက်ရုံတွေကအငွေအသက်ကတော့လေးလံပြီးကြောက်စရာကောင်းနေစေဖြစ်လို့အလုပ်တွေယာယီရပ်နားလိုက်ရပါတယ်။ကဲဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့အခုလိုမျိုးစက်ရုံတစ်ခုလုံးကိုနာနာဘဝတွေအစုလိုက်အပြုံလိုက်ဝင်ပူးတယ်ဆိုတဲ့ကြောက်စရာဖြစ်ရဆန်းကြီးပေါ်မှာဘယ်လိုထင်ပါသလဲပရိသတ်ကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးအစိမ့်တရေတွေမကြွမလွတ်တဲ့နာနာဘဝတွေနဲ့ပတ်သက်ပြီးကြက်သီးထားစရာကိုတွေးကြုံဘူးတာတွေရှိလားဆိုတာမှတ်ချက်မှာပြပြပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်